မင်္ဂလာပါမနော်ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော်ပုံမိတက်နိုင်ခဲ့ပြီနော်ပုံနဲ့ရွာကြီးအုပ်အင်ကိုရခဲ့ပါပြီပေါ့နော်โอเคအဲ့ဒါလည်းပြောပြကျွန်တော်လည်းသူဆော့ပြီးတဲ့တငယ်3ယောက်ကိုကြီးနေမှတင်ပါတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာပါတော့တငယ်3ယောက်ပေါ့နော်ကျွန်တော်လည်းပုံမိဝိုင်းတက်ပြီးတော့ကြီးမှတင်ပါတယ်ပေါ့နော်နောက်ပွဲထပ်တက်တယ်ပေါ့နော်လည်း4ယောက်နဲ့ထပ်တက်တယ်ရခဲ့ပေါ့နော်ပုံမိကမဆိုးပါဘူးပုံမိကတော့တက်ကလွယ်ပါတယ်ဒါပေမဲ့ကျွန်တော်တက်တာ try ခက်တယ်နော်ဒါပေမဲ့ကျွန်တော်တငယ်3ယောက်နဲ့တွေ့တော့ဒီ3ယောက်နဲ့ပေါ့နော်တငယ်3ယောက်နဲ့ကျွန်တော်တက်ခဲ့တယ်ပေါ့နော်နောက်မှကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်လေးယောက်တက်ထားတယ်ပေါ့နော်ပါပါတယ်မှာတော့ရခဲ့ပါနော်အစင်းမြန်တော့ရခဲ့ပါပြီအိမ်ရတယ်အိမ်လေးရခဲ့ပါပြီအိမ်ပုံမိတက်ပေါ်လို့ရှိရင်ဒီအိမ်ရတယ်ပေါ့နော်အတက်ကတငယ်ကြီးကတော့တက်ကြီးဖို့ပြောချင်ပါတယ်ပေါ့နော်တက်ကြီးပါကောင်းပါတယ်ကျွန်တော်ဘာရတက်ကလိုက်ယူတော့ပေါ့နော်လိုက်ယူကျွန်တော်အားပေးကြပါဦးနော် line subscribe follow လုပ်ခဲ့ပါဦးဟိုကောင်ကြီးမတက်တော့တော့ကြီးကတော့မွန်းနိုင်တော့အနာကရတဲ့အိမ်လည်းရှောက်ရဖြစ်ပါတယ်နော်ဒီကကလေးပိုင်းညာတရာဒါလေးပဲရတယ်ပေါ့နော်ကက်လည်းရတယ်ပေါ့နော်ပွန်ကလေးပဲရတယ်ကျွန်တော်တို့ဘက်ထပ်တက်တယ်ပေါ့နော်တငယ်4ယောက်နဲ့ပေါ့ကြည့်ပါကားပေါ်တော့မစိုးကျုံးလာပါကျွန်တော်အဲ့ကသူတို့ပြုတ်ခိုင်းပေါ့နော်နောက်တော့ဒီဘောပြုတ်ပြီးမှကိုပြီးတက်လို့ရှိရင်နောက်တော့ကြည်တန်နဲ့မှန်အောင်ပြစ်ပေါ့နော်ကိုကြည်တန်နဲ့မှန်အောင်ပြစ်ပါအဲ့ဒါမှနိုင်မဖြစ်ပဲနဲ့ပြတ်သားစားလိုက်ပေါ့အဲ့ဒါပြရပါမယ်ကျွန်တော်ကတော့ကြည့်ရမှာပေါ့နော်ဒီဘက်မှာကျွန်တော်ကြည်တန်ထိသွားတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်စိတ်တော့မကောင်းဘူးပေါ့နော်ကျွန်တော်ကြည်တန်ချိုးရကျွန်တော်ရပါတယ်ပေါ့နော်အဲ့ဒါကျွန်တော်စိတ်ကောင်းပါအောင်ဒီနော်အားလုံးကြောက်ကြောက်ဒီလောက်ပါပဲပြည့်တဲ့ပုံမိတက်လို့ရှိရင်ကိုကြည်တန်နဲ့မှန်အောင်